ဘိုဘိုဒီမှာ10လလောက်ပို့ထားပြီနော်ဆေးရုံမှာဆင်းရင်ဘာလုပ်မလဲ ကားမှန်လေးကိုလောင်းလေးကွာနဲ့လိုက်ခွဲ ဒီတစ်ခါဆင်းခွင့်ပေးရင်ဘာလုပ်မလဲ ကျွန်တော်ချစ်တဲ့ကောင်မလေးစီသွားမယ် အေးသူနဲ့တွေ့ရင်ဘာလုပ်မလဲ သူ့နှုတ်ခမ်းကိုနမ်းမယ်ပြီးရင်သူ့ဝက်တွေဖြည်းဖြည်းချွတ်မယ် ပြီးရင်ဘာလုပ်မလဲ သူ့ရဲ့အတွင်းကန်ကပြေကျိုးကိုဖြုတ်ပြီးလောက်လူကမှတက်ပြီးကားမှန်တွေလိုက်ခွဲမယ် ဘိုဘိုဒီနေ့နိုင်ငံတကာဆရာဝန်ကြီးတွေရောက်လာတယ်ဒီတစ်ခါဆေးရုံမှာဆင်းရင်ဘာလုပ်မလဲ ကျွန်တော်ချစ်တဲ့ကောင်လေးစီသွားမယ် သူနဲ့တွေ့ရင်ဘာလုပ်မလဲသူနှကန်းကိုနမ်းမယ် ပြီးရင်အတွင်းကန်ကိုဖြုတ်မယ် ဟာ ပြေကျိုးကိုလောက်လေးကမှတက်ပြီးကားမှန်တွေလိုက်ခွဲမယ် ဘိုဘိုဘာလို့အမြဲအဲ့လိုပဲဖြေနေတာလဲ ဆရာမကျွန်တော်ဆေးရုံမဆင်းချင်လို့ပါ အော်ဘာလို့မစင်းကျင်တာလဲ ဆီယာမကိုကျွန်တော်ချစ်မိနေပြီ